Hello Football Prediction ကနေကြိုဆိုပါရစေ။ကျွန်တော်တို့ Champion League ပွဲစစ်တွေရဲ့ထိပ်တိုက်တွေ့ဆုံကြမဲ့အသင်းတွေအကြောင်းကိုသုံးသပ်ကြည့်ရအောင်။ပထမဆုံးပွဲစစ်အနေနဲ့ကတော့ Arsenal အသင်းနဲ့ PSG အသင်းတို့ရဲ့တွေ့ဆုံမှုပါ။ Arsenal အသင်းအနေနဲ့ကတော့ Champion League မှာတကယ်ကိုပုံစံကောင်းတွေချပြနေပြီးတကယ်ကိုကောင်းမွန်တဲ့ရလဒ်မျိုးတွေပိုင်ဆိုင်ထားတဲ့ Real Madrid တို့လိုအသင်းမျိုးကိုအနိုင်ယူပြီးခုလိုအနေအထားမျိုးထိစွမ်းဆောင်နိုင်မှုမျိုးကို Champion League မှာမမြင်ခဲ့ရတာတော့ကြာခဲ့ပါပြီ။ Arsenal အသင်းအနေနဲ့ PSG အသင်းနဲ့ယှဉ်ပြိုင်ရမယ့်အနေအထားမျိုးမှာအိမ်ကွင်းအားသာချက်တွေနဲ့ပထမအကျော့နိုင်ယူသွားနိုင်မလားတစ်ဖက်ကပြင်သစ်ကလပ်အသင်းဖြစ်တဲ့ PSG အနေနဲ့ပြည်တွင်းပြိုင်ပွဲဖြစ်တဲ့လိတ်တမာဇယားထိပ်ကနေရပ်တည်ထားပြီးတကယ်ကောင်းမွန်တဲ့အနေအထားမျိုးမှာရှိနေတဲ့ Champion League မှာဆိုလဲသူတို့အနေနဲ့ Aston Villa ကိုအနိုင်ယူပြီးနောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့Arsenal အသင်းရဲ့အိမ်ကွင်းမှာသွားကစားရမယ့်အနေအထားမျိုးမှာ PSG အနေနဲ့ပိုကောင်းတဲ့ရလဒ်မျိုးတွေဖန်တီးနိုင်မလား Arsenal အသင်းဘက်ကရောအိမ်ကွင်းအားသာချက်နဲ့အနိုင်ယူပြတ်ဦးမလားဆိုတော့စောင့်ကြည့်သွားရမယ့်ပွဲမျိုးဖြစ်မှာပါ